ကျွန်တော်ကားပေါ်မှာပဲကျွန်တော်အိပ်ပျော်သွားခဲ့တယ်ကျွန်တော်အချိန်ကြာကြီးအိပ်ပျော်သွားခဲ့တာမိခင်ပိုက်ထဲကတရေလောင်းလေးတယောက်အိပ်ပျော်နေသလိုမျိုးကျွန်တော်နည်းနည်းချက်ချက်အိပ်ပျော်ခဲ့တာပဲလက်ခင်းမိုးလဲလင်းပြီကျွန်တော်သွားကိုတိုက်နေရင်းနဲ့ပဲကျွန်တော်ပန်းချံထဲကိုဝင်လာခဲ့တယ်ဦးလေးတယောက်ကကျွန်တော်နှုတ်ဆက်တာနဲ့ကျွန်တော်လည်းနှုတ်ဆက်လိုက်ပါတယ်မင်္ဂလာမနက်ခင်းမှာထန်ရေးဆက်ပြီးတော့ဦးလေးရပဲသူ့ရဲ့အတွေးမြင်တွေကိုကျွန်တော်ပြောပြပါတယ်သူ့အနေနဲ့အဲ့လိုကားပေါ်မှာမိတ်နိုင်ကြောင်းနဲ့အခုချိန်ကကျွန်တော်တို့တဲလေးတစ်လုံးဒါမှမဟုတ်တစ်ခုခုနဲ့စနေဖို့အချိန်ရောက်ပြီမဟုတ်လားလို့သူကကျွန်တော်ပြောပါတယ်ကျွန်တော်ကလည်းခင်ဗျားကျွန်တော်စိုးရင်ပြီးတာကောင်းပါတယ်ဒါပေမဲ့ခင်ဗျားမသိသေးလို့ပါခင်ဗျားသိရင်အော်လိုက်မယ်ကားမှတကယ်ကိုနှွေးထွေးပြီးတော့တောင်းတတာရှိရဲဆိုတာဟုတ်တာဗောဆွမ်းနာလည်းသူကျွန်တော်ရှိတယ်ဝက်ကလေးရှောင်းရအခုတော့ခွေးတစ်ကောင်ကသူ့ဝက်ကိုလာဆွဲလို့သူနဲ့ခွေးတစ်ကောင်နဲ့တိုင်ပတ်နေကြလေရဲ့ကျွန်တော်လည်းရီမိသွားတာဗောဗျာဒါပေမဲ့လေကျွန်တော်မျက်နှာပေါ်ကပြုံးနေရအချိန်ကြာကြာမခံလိုက်ပါဘူးဆွမ်းနာလူကြီးကပဲထပ်ပြီးတော့ကြီးကန်းတွေနဲ့အလုပ်ရှုံနေပြန်ပြီကျွန်တော်ကတော့ဘာမှအယုံမထားပဲဖက်လက်ဆက်စာအုပ်ကိုပဲပြန်ဖတ်နေလိုက်တယ်ကျွန်တော်ဖတ်နေတဲ့စာအုပ်နာမည်က No Peace No Honor နောက်လူတယောက်ကကျွန်တော်လာပြီးနှုတ်ဆက်ပြန်တယ်အချိန်ကြီးဘယ်လိုလဲအကသမားကုန်စင်ပြပါတယ်လို့ကျုပ်ကပြောလိုက်တယ်စာအုပ်နဲ့မျက်နှာနဲ့ကပ်နေပြန်ပြီနော်ဒါဘောဆရာသမားရဲ့ခင်ဗျားရောလှုပ်ဆရာမရှိဘူးလားတခုခုကျွန်တော်ပြောလိုက်တယ်ငါကတော့အိတ်တော့မယ်ထင်တယ်ကွာကျွန်တော်လည်းအံ့ဩသွားပြီတကယ်ကြီးလားဒီအချိန်ကြီးကိုလေဘာလို့မအိတ်နိုင်ရမှာလဲကွာဘာမှထွေထူးထူးလှုပ်ဆရာရှိရမှာမဟုတ်ပဲဖတ်နေတဲ့စာအုပ်ကလေးကိုပိတ်ပြီးကျွန်တော်ပြန်ပြောလိုက်တာဒါကတော့လုံးဝမှန်တာပေါ့ဗျာလမ်းဘေးမှာထူရထားရဲ့ကျွန်တော်ကားပေါ်ကျွန်တော်တက်သွားလိုက်တယ်ပထမဆုံးအနေနဲ့ကားဆက်ကိုနှိုးပြီးရဲ့နောက်မှာတော့ကျွန်တော်တပ်ပြင်းတစ်ချက်ချပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်ကားအင်ဂျင်တန်ကိုကျွန်တော်နားထောင်ရင်းနဲ့ဆက်ပြီးနားထောင်နေလိုက်တယ်ဆရာဝန်တယောက်ကသူ့လူနာရဲ့နှလုံးခုန်တန်းကိုနားထောင်နေသလိုကျွန်တော်လည်းပဲကျွန်တော်ကားရဲ့အင်ဂျင်ဆက်တန်တွေကိုကျွန်တော်နားထောင်နေခဲ့တယ်။ဘာကြောင့်လဲဆိုတာကိုကျွန်တော်ရုတ်တရက်အဖြေရှာနိုင်ခဲ့တယ်။ကားဆက်ဖုံးကိုကျွန်တော်ဖွင့်လိုက်ပြီးကဲပါကကြီးကကြောင်လုံးနေစမ်းပါနဲ့။ငါသိသားပဲ။ကောင်မလေးကနင်းရဲ့ခံစားချက်တွေကငါ့ကိုဖုံးခွဲထားလို့မရပါဘူး။ကျွန်တော်ကားပြင်နေတာတပြေးပြေးနဲ့နေအောင်ဆောင်းတော့မယ်။ရုတ်တရက်ကျွန်တော်ခိုးစားကျွေးနေတဲ့လူတယောက်ကိုသတိထားမိသွားတယ်။သူအစာကျွေးနေတဲ့ခိုးတွေကြားထဲကိုကြီးကန်းတစ်ကောင်ဝင်လာတော့သူအဲ့ကြီးကန်းကိုခေါင်းပေါက်အောင်ခဲလုံးနဲ့ပစ်ထက်လိုက်တယ်။တော်တော်ထူးဆန်းတဲ့လူပါလား။